ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတုံမြို့နယ်မှာဖူးဘလော့ကာကျော်ဝနရဲ့ကားကိုငှားစီကအနီးကပ်ပြစ်တက်မှုဖြစ်ပွားမင်္ဂလာပါပိတ်သက်ကြီးဖြစ်စဉ်ကတော့ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ည8:00နာရီခွဲအချိန်ခန့်ကမင်္ဂလာတုံမြို့နယ်ခရီးပင်လမ်းခွဲမှာကားမောင်းနေခဲ့တဲ့တရုတ်ဆောင်တဲ့ဖူးဘလော့ကာကျော်ဝနကိုတနက်ဖြန်နှစ်ချက်ပစ်ခတ်ခဲ့ကြောင်းသူကအနီးလည်းမဟုတ်ဘူးအစိမ်းလည်းမဟုတ်ဘူးနိုင်ငံရေးလည်းမလုပ်ဘူးသူဟာသူတရုတ်ဆောင်တဲ့စားတောက်ဆိုင်နဲ့အစားတောက်ဘလော့လေးတွေရှိုက်တယ်ပြီးတော့တက္ကစီမောင်းနေအဲ့ဒါကိုပြစ်တက်သွားတာပြစ်တက်သွားတဲ့သူကိုလည်းမမိသေးဘူးဟုဆိုကမိတ်ဆွေတဦးကပြောပြထားပါလေတရုတ်ဆောင်တဲ့ဖူးဘလော့ကာဖြစ်သူကျော်ဝနရဲ့လဲမျိုးကိုတနက်ကြည်စံဖောက်ထပ်သွားပြီးပွဲချင်းပြီးတည်ဆုံသွားခဲ့ကြောင်းသိရပါတယ်အခုလက်ရှိအချိန်ထိတော့တရုတ်ဆောင်တဲ့ဖူးဘလော့ကာကျော်ဝနပြစ်တက်ခံရမှုအတွက်သက်ဆိုင်ရာရဲစခန်းမှာအမှုဖွင့်ထားပေမဲ့လေလက်ရှိချိန်ထိအမှုကိုစုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းသိရပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးပြောစရာစကားတော့မရှိဘူးဗျာရက်ဆက်လိုက်ကြတာစွန်ကီလိုကခေါင်းပေါင်းညီအကူတော့ကောင်းရမွန်ရရောက်ပါစေညကမာတွေလည်းတတိဝရိယလေးထားကြပါဗျာရင်ထဲမကောင်းလို့ပါခရီးပင်လမ်းကွယ်အမှတ်3လမ်းပေါ်မှာဖြစ်တာလို့ပဲသိရပါသေးတယ်အကြောင်းရင်းကနာနာမသိရသေးပါဘူးဆိုကမိတ်ဆွေတဦးကလည်းပြောပြထားပါလေကိုကျော်ဝနဟာတနက်နဲ့ပြစ်ခတ်ခံရပြီးတဲ့နောက်ကားလမ်းဘေးကကြောက်ပုံကိုဝင်တိုက်ပြီးကားကရက်သွားပုံရတယ်လို့လည်းသိရပါတယ်ညကဖြစ်တာကားငှားစီးလာပြီးပြစ်သွားတာနှစ်ချက်တောင်မှပဲအခုထိတော့လိုင်းနေတော့မှဟုဆိုကလုံခြုံရေးတပ်ဖွဲ့နဲ့လီဆက်သူတူကပြောပါလေသူနောက်ကျောမှာကြီးဖောက်ဝင်ထားတဲ့တန်ရာကိုလည်းတွေ့ရပြီးသူထိုင်တဲ့ကားထိုက်ကုံမှာလည်းကြီးပေါက်ရာတွေ့တယ်လို့ကင်းစရေးဖွဲ့ဝင်တူကပြောပါလေထို့သောတနက်ဖြန်ပြစ်ခတ်တပ်ဖြတ်ခံရမှုကြောင့်ကိုကျော်ဝနမှာကြီးထီမှန်တန်ရာနှစ်ချက်ရရှိခဲ့ပြီးအခင်းဖြစ်နေရမှာပဲပွဲချင်းပြီးတည်ဆုံသွားခဲ့တယ်လို့လည်းသိရှိရပါတယ်